အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒီ Share of Future Engineering Group မှာ HVAC System Design နဲ့ Clean Room Design အကြောင်းကိုသင်နေတဲ့ထက်အောင်မြင်ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုမှာပြောပြသွားမယ့်အကြောင်းအရာကတော့ကျွန်တော်ဒီ pipe sizing လုပ်တဲ့အခါသိရမယ့်ဒီ pressure drop rate velocity အကြောင်းတွေနဲ့ pipe sizing အကြောင်းကိုဥပမာအနေနဲ့ပြောပြသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အရှိတစ်ခေါက်တုန်းကတင်ခဲ့တဲ့ဒီဗီဒီယိုမှာတော့ဒီ pipe sizing လုပ်ဖို့အတွက်ပေါ့နော် design engineer တွေ designer တွေအနေနဲ့လုပ်တဲ့ဒီ procedure လေးတွေအကြောင်းကိုကျွန်တော်ပြောပြခဲ့ပြီးဖြစ်ပါတယ်။အဲ့တော့ဒီနေ့ video မှာတော့နောက်တစ်ပိုင်းပေါ့နော်။ဒီ pipe sizing ဘယ်လိုလုပ်မလဲဆိုတာကိုပြောပြသွားမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ pipe sizing မလုပ်ခင်ပေါ့နော်။ကျွန်တော်တို့ဒီ engineer တွေ mechanical designer တွေအနေနဲ့ဘာတွေသိရမလဲဆိုတော့ကျွန်တော်တို့ pressure drop range တွေနောက်တစ်ခါ velocity range တွေနောက်ပြီးတော့ဒီ market ထဲမှာရနိုင်တဲ့ pipe size တွေပေါ့နော်ကျွန်တော်တို့ဒီဟာတွေကိုမဖြစ်မနေသိထားဖို့လိုအပ်ပါတယ်အဲ့တော့မှကျွန်တော်တို့က pipe sizing လုပ်တဲ့အခါတင့်တော်မှန်ကန်တဲ့ pipe size ကိုရွေးချယ်နိုင်မှာပဲဖြစ်ပါတယ်တကယ်လို့ velocity အရင်မြင့်နေတယ်ဆိုလို့ရှိရင်ဒါဘာဖြစ်တယ်လဲဆိုတော့ pipe ထဲမှာရှိတဲ့ဒီ fluid velocity မြင့်နေတဲ့အတွက်ကြောင့်မလို့ဒါ noise တွေ pipe ကနေပြီးတော့ noise တွေလည်းထွက်ပေါ်နိုင်တယ်เนาะနောက်ပြီးတော့ဒီ pressure drop tempo တွေလည်းမြင့်တက်နိုင်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့ဒီ HVAC engineer တယောက်ကပေါ့เนาะကိုယ့်ရဲ့ system design ကိုတင့်တော်တဲ့ဒီ pressure drop range တွေ velocity range တွေနဲ့เนาะတင့်တော်တဲ့ pipe size တွေကိုမှန်ကန်ရွေးချယ်ရဖို့လိုအပ်ပါတယ်အခုဒီမှာဆိုလို့ရှိရင်ကျွန်တော် Assuring Handbook fundamental pipe design chapter မှာဖော်ပြထားတဲ့ friction loss chart အကြောင်းကိုကျွန်တော်ပြောပြထားပါတယ်အဲ့တော့ကျွန်တော်တို့ကဒီ pipe sizing မလုပ်ခင်ပေါ့နော်ဒီ chart ကလေးအကြောင်းကိုနားလည်ထားဖို့လိုပါတယ်အဲ့တော့ဒီ chart မှာဆိုလို့ရှိရင်အခုဒီမှာအပြောင် horizontal line တွေကဒါဘာလဲဆိုတော့ဒီ pressure drop value တွေကိုကိုစားပြုထားပါတယ် pascal per meter ညာဘက်ကိုစောင်းနေတဲ့ဒီအစိမ်းအောင် line တွေကတော့ဒါ pipe size ပေါ့နော် market ထဲမှာရနိုင်တဲ့ pipe size တွေကိုဖော်ပြထားတာပဲဖြစ်ပါတယ် vertical အနီအောင် line တွေကတော့ဒါဘာကိုကိုစားပြုလဲဆိုလို့ရှိရင် volumetric flow rate ကိုကိုစားပြုထားပါတယ်သူရဲ့ unit ကတော့ဒါဘာလဲဆိုတော့ liter per second မှာဘယ်ဘက်ကိုစောင်းနေတဲ့ဒီအဝိုင်အောင် line တွေကတော့ဒါဘာကိုကိုစားပြုထားလဲဆိုတော့ဒီဥစ္စာပေါ့နော် fluid velocity ကိုကိုစားပြုထားတာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီ friction loss chart အကြောင်းကိုကျွန်တော်တို့သိသွားပြီဆိုရင်နောက်တစ်ဆင့်ကတော့ဒီ pressure drop range တွေအကြောင်းကိုကျွန်တော်တို့နားလည်ဖို့လိုအပ်ပါတယ် Assuring Handbook ထဲမှာဖော်ပြထားတာကတော့ဒီ pressure drop range ကပေါ့နော်100 to 400 pascal per meter အတွင်းမှာရှိတဲ့လို့ဆိုပါတယ်ဘယ်အခြေအနေမှာလဲဖြစ်ဖြစ်400 pascal per meter ထက်မကျော်သေးဘူးလို့ဆိုပါတယ် velocity ကတော့ဒီ diameter 50 mm နဲ့တူတဲ့ပေါ့နော်သေးတဲ့ pipe တွေမှာ1.2 meter per second ထက်မကျော်သေးဘူးပေါ့နော်ဒီ1.2 meter per second က maximum လို့ဖော်ပြထားပြီးတော့ဒီ diameter 50အထက်ကြီးရဲ့ pipe တွေမှာဆိုရင်တော့ pressure drop value 400 pascal per meterဟိုဒါ maximum အနေနဲ့ထားပြီးတော့အသုံးပြုနိုင်တယ်လို့ဖော်ပြထားပါတယ်ကျွန်တော်အစင်ကူမှာလောက်ခဲ့တော့ကတော့ကျွန်တော်ရဲ့ဒီ project တွေမှာဆိုလို့ရှိရင်ဒီ maximum pressure drop value ဖြစ်တဲ့400 pascal per meter ကိုယူပြီးတော့ equal friction method နဲ့ကျွန်တော် pipe sizing လုပ်ပြီးတော့အသုံးပြုခဲ့တာပေါ့နော်အဲ့တော့ဒီ project တွေမှာအားလုံးလည်းအဆင်ပြေချောချောမှုတွေနဲ့ပြီးခဲ့ပါတယ်เนาะကျွန်တော်လုပ်ခဲ့တဲ့အများ project အများစုကဒီ clean room တွေ industrial project တွေပဲဖြစ်ပါတယ်เนาะအဲ့တော့နောက်ပြီးတော့ကျွန်တော်ဆက်ပြီးတော့ပေါ့နော်ဒီနေရာမှာ additional အနေနဲ့ပြောပြသွားချင်တာကတော့ကျွန်တော်တို့ဟိုအရင်ဒီပညာတက္ကသိုလ်ကျောင်းတွေမှာဟောနော်ဒါပြဋ္ဌာန်းစာအုပ်အနေနဲ့သုံးခဲ့တယ်လို့ဆိုတော့ဒီ Edward G. Peter ရဲ့ဒီစာအုပ်ထဲမှာဖော်ပြထားတဲ့ velocity range တွေအကြောင်းကိုပြောပြသွားချင်ပါတယ်အဲ့တော့ဒီ velocity range တွေကဘာလဲဆိုတော့ဒီ small system တွေပေါ့နော် system အသေးတွေမှာဆိုလို့ရှိရင်ဒီ system အသေးတွေရဲ့အကြီးဆုံး pipe မှာရှိတဲ့ဒီ velocity ကသူဘယ်လိုဖော်ပြထားလဲဆိုတော့ဟိုစားပေါ့နော် 1.22 meter per second ကနေ 1.83 meter per second အတွင်းမှာရှိတဲ့လို့ဖော်ပြထားပါတယ် system အကြီးတွေရဲ့အကြီးဆုံး pipe မှာရှိတဲ့ velocity ကိုတော့ 2.44 meter per second ကနေ3 meter per second အတွင်းရှိတဲ့လို့ဖော်ပြထားပါတယ်เนาะအဲ့တော့ဒီဥစ္စာပေါ့နော် occupy area တွေဒီ lunar area တွေမှာဖြတ်သွားတဲ့ဒီ hydraulic system piping တွေမှာရှိတဲ့ဒီ fluid ရဲ့ velocity ကိုတော့ဒါဘယ်လိုဖော်ပြထားလဲဆိုတော့ maximum 1.22 meter per second ထက်မကျော်သင့်ဘူးလို့ဖော်ပြထားပါတယ်ဒါကတော့အဲဒီ Edward G. Peter ရဲ့ဒီစာအုပ်ထဲမှာဖော်ပြထားတဲ့အကြောင်းအရာလေးတွေကိုကျွန်တော်ထည့်ပြီးတော့ sharing လုပ်ပေးထားတာပဲဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီ pipe design လုပ်ဖို့အတွက်ပေါ့နော်ဒီ friction loss chart တစ်ခုလည်းပဲသုံးလို့ရလားဆိုတော့ဒီတစ်ခုလည်းမဟုတ်ပါဘူးကျွန်တော်တို့မှာတခြားဒီ pipe sizing လုပ်ဖို့အတွက် tools တွေ option တွေရှိပါတယ်အဲ့တော့ကျွန်တော်ဒီနေရာမှာနောက်ထပ်ကျွန်တော် site ထဲမှာပေါ့နော်ကျွန်တော်အများနဲ့အသုံးပြုလေးရှိတဲ့ tools တစ်ခုတော့အခုဒီမှာဘာလဲဆိုတော့ဒီ tools လေးကိုကျွန်တော်ပြောပြသွားမယ်ပေါ့နော်ဒီ tools လေးကတော့ဒါဘာလဲဆိုတော့ data sizing လုပ်လို့ရတဲ့ဒီ tools ပေါ့နော် calculator လို့ခေါ်ပါတယ်ဒီ tools ကဒီဟာလေးကဘာလေးလဲဆိုတော့သူကဒီအရှိပဲအချမ်းမှာကဒါ data design လုပ်ဖို့အတွက်ပေါ့နော်သုံးလို့ရပြီးတော့ဒီအနောက်ဘက်အချင်းကတော့ဒါဘာလဲဆိုတော့ pipe sizing အတွက်ပဲဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့ကဒီစာအုပ်ထဲကပေါ့နော်ဒီ friction loss chart ကြီးကို
ဖွင့်ပြီးတော့ pipe sizing လောက်တာခက်တယ်ကြာတယ်ဆိုလို့ရှိရင်အခုပေါ့နော်ဒီအားလေးသုံးပြီးတော့ဒီထဲမှာဒီဟာလေးကိုလှည့်ပြီးတော့ပေါ့နော်ကျွန်တော်တို့လိုချင်တဲ့ pipe size ကျွန်တော်တို့တွက်ချင်တဲ့ pipe size ကိုအကုန်လုံးတွက်လို့ရပါတယ်เนาะအဲ့တော့ခုနကကျွန်တော်ပြောခဲ့တဲ့ velocity tempo တွေ pipe size တွေ pressure drop tempo တွေကိုကျွန်တော်တို့ဒီ chart မှာဟောเนาะကျွန်တော်တို့ကြည့်လို့ရပါတယ်เนาะဒီ flow rate တွေအစားပေါ့เนาะဒီဥစားလေးဒီ tools တွေမှာကျွန်တော်တို့ကြည့်လို့ရပါတယ်เนาะအဲ့တော့ကိုကတကယ်လို့ပေါ့เนาะဒီ friction loss chart သုံးစာအုပ်ကြီးဖွင့်ပြီးတော့ friction loss chart ဟိုပေါ့เนาะမသုံးကြည့်ဘူးဆိုလို့ရှိရင်ဒါလေးကိုလည်းစောင့်ထားလို့ရပါတယ်เนาะနောက်တစ်ခုကတော့ဘာလဲဆိုတော့ software ပေါ့เนาะကျွန်တော်သုံးနေရှိရဲ့ဒီ pipe flow software ကိုလည်းကျွန်တော်တို့အသုံးပြုနိုင်ပါတယ်เนาะအဲ့တော့ကျွန်တော် pipe sizing လုပ်ဖို့အတွက်ဆိုရင်ကျွန်တော်မှာ option เนาะကျွန်တော်သုံးပြုနေတဲ့ option 3ခုကိုကျွန်တော်ဒီ video မှာဖော်ပြထားပါတယ်အဲ့ဒါတွေကတော့ friction loss chart နောက်တစ်ခုကကြတော့အခုဒီမှာသုံးတဲ့ regulator เนาะနောက်တစ်ခုကကြတော့ဘာလဲဆိုတော့ဒီဥစ္စာပေါ့เนาะ software တစ်ခုပေါ့เนาะဒီအဲ့တော့ဒီ software မှာပေါ့เนาะကျွန်တော်တို့က velocity ကိုတွက်လို့ရတယ်နောက်တစ်ခုက pressure drop ကိုတွက်လို့ရတယ် pipe length ကိုတွက်လို့ရတယ် pipe diameter ကိုလည်းသုံးလို့ရပါတယ်တွက်လို့ရပါတယ်ဒါဆိုရင်ကျွန်တော်တို့မှာပေါ့เนาะသုံးစရာ option 3ခုရှိပါတယ်ကိုအဆင်ပြေတဲ့နည်းလမ်းကိုသုံးပြီးတော့ pipe sizing လုပ်နိုင်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဲ့တော့နောက်ဗီဒီယိုမှာကျွန်တော်ဒီ pipe sizing ပြုလုပ်ပုံကိုကျွန်တော်ဒီ friction loss chart ကိုသုံးပြီးတော့လည်းလုပ်ပြမယ်နောက်ပြီးတော့ဒီဥစ္စာပေါ့နော်ခုနကကျွန်တော်ပြခဲ့တဲ့ဒီ regulator ကိုသုံးပြီးတော့လည်းလုပ်ပြမယ်နောက်ပြီးတော့ခုနကကျွန်တော်ပြောခဲ့တဲ့နောက်ဆုံးတစ်ခုဖြစ်တဲ့ software ကိုသုံးပြီးတော့လည်းကျွန်တော် pipe sizing ကိုဥပမာအနေနဲ့နောက်ဗီဒီယိုမှာလုပ်ပြသွားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်